ဒါကြောင့်စီးတဲ့အပိုင်း3ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရရှိတဲ့ပတ်စံရေးကိုကျွန်တော်တော့နေရာတော့ပဲအတိုင်းပဲဆန္ဒရေးတော့ဝင်မယ်ကျွန်တော်ရင်တော့ဒီနေရာမှာအော်ဒီကျွန်တော်ရင်တော့ဒီဟာကိုကျွန်တော်ဝယ်နေတာပါနော်ကျွန်တော်ဒီဟာကိုဝယ်ခြင်းနဲ့အကိုကျွန်တော်ဒီဆိုင်ရေးဝယ်လို့ရရမသိဘူးငါဒီလိုတော့ရတယ်အကိုရှိမှတော့ဘာလဲနေရခိုင်အောင်ရှင်ကျွန်တော်ဒီလိုပဲစောင်းရတယ်ဒီလိုဘလောက်နဲ့ရောဘလောက်နဲ့ဝင်ရမယ်မသိဘူးအမေတို့ရအတိုင်းပဲ33အမေကျွန်တော်ဒီမှာ33အမေထည့်ရအောင်နော်ဘာစစ်တာလဲချိုးတာနည်းထဲအဲ့ဒီချိန်မှာကျွန်တော်300အမေထည့်ပြီးတော့ဒီဆိုင်ကကျွန်တော်ပိုင်လိုက်ပါနော်ဟုတ်တယ်ကနေအဆာမင်းတို့မင်းကအဲ့ဒီဆိုင်ပိုင်ရှင်ထောက်ပြီးကွာဟုတ်ကဲ့ကျွန်တော်အရင်တော့ဓာတ်ရောဝယ်လိုက်ပြီကျွန်တော်ဒီဆိုင်ပုံပြတော့ထပ်ထားလိုက်ရောင်းလို့ပြောရမယ်ကျွန်တော်ဒီအမေထပ်ထားလိုက်အဲ့တော့ကျွန်တော်မနေ့ကပြောတဲ့အတိုင်းပဲကျွန်တော်ဒီအပေါ်တက်မယ်ဒီတောင်ဝဲဟိုစပားကင်းပေါ့နော်အဲ့ဒီစပားကင်းကဘသူပိုင်လာလဲကျွန်တော်ဝယ်ခြင်းကိုမရောင်းဆိုရင်ကျွန်တော်အမှအခုတ်ရရမေးပဲပေါ့နော်ကျွန်တော်ဒါလေးကတောင်းဆောက်တဲ့ဟာမဟုတ်ဘူးเนาะကျွန်တော်နေ့ရက်ဟိုတပတ်ရောက်နေကုန်မှာဒါငါအကူတော့အော်မတွေ့တူနားဒီမှာကူတော့အကူဟိုနာကြီးအစပါးကင်းလေဘသူလဲဘသူအကူပိုင်လာအဲ့ဒီစပါးကင်းညဟုတ်တယ်ကနေအဲ့ဒီစပါးကင်းကိုအကူပိုင်လာကွာဟုတ်ကဲ့အဲ့ဒီစပါးကင်းကိုအကူရှောင်းလို့အစီအစဉ်ရှိတာကျွန်တော်ဝယ်ကြည့်လို့ရောင်းတော့ဆင်းရမရှိဘူးအလုံးသမားတော့ဟုတ်လေမင်းကားရုံတော့ရတယ်အလုံးသမားမင်းကရှိမလို့လားကျွန်တော်အဲ့ဒါရေးချိန်ပြီးတော့ကျွန်တော်ဘိန်းနာထားမှာတနေ့ကစားကျွန်တော်နေစားလုပ်ချင်တာဗျာပြန်မနေစားရတယ်နေစားတော့ရတယ်မင်းတနေ့ကိုမင်းအဲ့ဒါကိုချိန်ပြီးတော့ခုနအိမ်နဲ့ချက်ထဲမှာထည့်တော့ရထည့်တာပြီးဆိုတာနဲ့မင်းအဲ့ရဲ့အိမ်တော့ဝင်လာအဲ့ဒီမှာငါတို့အဲ့ဟာကတော့အဲ့ရဲ့ဆိုင်အမေနားရထားတယ်နော်အမမင်းဆန်လို့ယူလိုက်မင်းပုံရဲယူလို့မရဘူးလူရင်ငေါ့လူရဲယူလို့မရဘူးယူရင်ငေါ့တာတော့ကွာအမစစ်စစ်တကယ်တက်တာဟုတ်ပြီလားဟုတ်ကဲ့ကျေးဇူးပဲကျွန်တော်အခုအလုပ်ဆင်းရပြီနော်ဟာနေအဖပြရမယ်တွားချိတ်ရိုက်တော့ဟုတ်ကဲ့သူကနေပြီးတော့တာဒီစပားတွေကိုဒီစပားတော့မဟုတ်ဒီစိုက်ခင်းကိုရှယ်ပြီးတော့တဲ့ကျွန်တော်ဟိုနာအိမ်တဲ့အဲ့ဒီအိမ်နဲ့ထဲထဲမှာထည့်တာအဲ့ချက်တွေကိုထည့်ပြီးအဲ့ရအနောက်မှာအဲ့ရအိမ်သေးသေးရှိတယ်အဲ့အိမ်သေးသေးကိုလည်းပုံနဲ့ဆက်ထားတာအဲ့ဒါရှိရနော်အဲ့ဒါလေးတဲ့မှာတော့အမရိထားတယ်အမ10လုံးယူတစ်နေ့ကို10လုံးပုံမှန်ယူတဲ့လူရဲယူနေရောပူရဲယူနေရဘူးတဲ့သူယူခြင်းသူ့ဒီကကြောပြီးမှယူတဲ့အမစစ်စစ်ပြီးတက်ထားတယ်တဲ့တော့အဲ့လိုပြောတာတဲ့ကြော်ဒီပိုင်းအတန်နေနာပြီးအတန်နေဝင်နေအကြောင်းမလို့ငါးထောင်ကတော့မကောင်းဆိုရင် sorry ပေါ့နော်ဆိုတော့အတန်နေနာနေပါ let's go ကြော်ညာဆိုင်တော့မထားလို့ဒီကွာကျော်မိုင်းတော့လို့ဝင်တော့ကောင်းမလားကျွန်တော်ကြားရတော့မိုင်းလို့ကတစ်တော့မညက်ဘူးတဲ့အငယ်ဘူးဆိုလည်းသူ့ဟာနဲ့တော်တော်ညက်မှာပဲတရားမလားအာညိုကိုကိုပြီးစိုက်တုံးလို့တဲ့မှာရွှေလို့စိုက်တော့တွင်ပြီးပြီနော်ဒါပေမဲ့သူကမသွားတဲ့နေရာကိုသူပိတ်ထားတယ်ကျွန်တော်ဒါလေးတွေရိုက်ပြီးရှင်ကျွန်တော်မနေ့ပြန်ကြာရင်ကြားတာပေါ့နော်ကျွန်တော်ဒီနားတော့ဒီနားမှာပေါ့နော်ရေကောက်ပွဲရှိရပေါ့နော်ဥပဒါတည့်ရလားရေကောက်ပွဲလူ2ယောက်လား3ယောက်ရောမသိအဲ့ဒါရွှေရမှာကျွန်တော်မဲထည့်မယ်ပေါ့နော်ကျွန်တော်ကြိုက်တဲ့သူကျွန်တော်ထည့်မယ်Okay ကျွန်တော်ဒါလေးအကုန်လုံး channel မှာတော့ထည့်ထားအောင်မယ်ကျွန်တော်အဲ့ဒီရွေးကောက်ပွဲကြောက်ရှင်ဒီဥက္ကရာကျွန်တော်စိတ်တင်အဲ့ရွေးကောက်ပွဲအတွက်ရုံးနေပါလေသွားနေတဲ့သူတွေတိထားလို့မသိဘူးခက်တာစားပါမယ်စားရအောင်တော့ဆိုင်ခိုင်းဝယ်တာဆိုတော့အကြောင်းမဲတော့မဟုတ်ဘူးနော်ဒါကြောင့်လို့လေဆိုင်ရမှာတ
ဟာတော့မစရချာတဲ့မှာကျွန်တော်မိုင်းတွင်းကဝယ်တော့ကျွန်တော်မဆိုကော့ပတ်စတုံးရေးရောင်းနေရောင်းမယ်ပေါ့နော်အဲဒီမျိုးကြောက်ပြီးတော့ကိုဆောက်နေတယ်ကျွန်တော်မတူ10လုံးယူပြီးကျွန်တော်မ10လုံးပြလိုက်ပါပြီโอเคဘာလဲကျွန်တော်ပြီးတော့အခုဒီကိုမေးတယ်သူကမိုင်းတွင်းတူအခုကျွန်တော်မိုင်းတွင်းတူရှင်ကျွန်တော်မိုင်းတွင်းတူကနေတော့ဝါသနာပါဆိုမိုင်းတွင်းတူဘယ်လောက်မြတ်လဲအဲ့ဘယ်လိုမျိုးလုပ်ကြတာလဲကျွန်တော်သိချင်တယ်ငါဒီမိုင်းတွင်းကွန်မစတိုးဆယ်တော့ဟိုကွန်မစတိုးတက်စတာဟောမင်းအဲ့ရဲ့ချက်ရအောင်ပါဟောအမရညာရှင်အမမင်းကွန်မစတိုးတက်စတာဟောအမရတက်ဆယ်ဟောရတယ်ကွန်မစတိုးမဲ့လဲကတော့ချားဟာရုပ်ခဲเนี่ยဟုတ်ကဲ့အခုတော့ဒီကောပတ်စတုံးပေါ့နော်ဒီအတုံးလေးတွေ64ကိုပေါ့နော်သူကနေပြီးတော့အမရအခု20ပြီးတယ်နည်းနည်းတော့ညက်ပါတယ်ဟိုမှာတူနေမှာထည့်ထားတယ်ကျွန်တော်လုပ်ချင်တယ်ဒင်းရကောင်းရမယ်နော်ဒီမှာချမ်းသာချင်တာတော့ကျွန်တော်ပြီးတော့ဒီရဲ့ဂျွာရဲ့အကြောင်းကျွန်တော်နည်းနည်းလေးရထားပြအောင်ပေါ့နော်တို့ရင်ဂျွာတိအမလားဟိုပါရင်ကျွန်တော်တဲကလာရဆိုတာပေါ့နော်အဲ့ရွှာဒီအမရဒီနှစ်စတက်ကိုပေါ့နော်ဒီရွာမှာအမရတက်စတက်ပေါ့နော်ဒီရွာကြောင့်ခင်မရုပ်ပြောတာအဲ့တော့ကျွန်တော်အင်းတော့ဒီတိုင်းမှာကြီးကာထားရမယ်မဟုတ်ပြရတော့မသိဘူးလို့ကိုကာထားရမယ် let's go ကျွန်တော်တို့အဆုံးထိတော့ကြည့်ပြီအော်မတော့ကာထားရတယ်တော့နော်တို့မှာတော့အနည်းဆိုင်ရရနော်ဒီလိုမျိုးကအားကြောင့်ဒီနားမှာမတူတော့ဘူးကြောက်လို့နော်ကျွန်တော်ကလို့ဆောက်တာဒီနားလေးမှာပဲကျွန်တော်နည်းပါတူးလိုက်ကျွန်တော်ဒီနေ့တော့အဆုံးထိတော့မတူတော့ဘူးညနေရနေဝင်တော့မှာဆုံးရမတူတော့ကျွန်တော်ဒီအပေါ်ကြီးမှာပဲထားထားရတော့မှာအဲ့ထမှာဆက်ပြီးတော့ဒါပြန်လို့ပြမှာပေါ့နော်အဲ့ဒီကြံရင်ဆိုးကောင်းတယ်ဒီတိုင်းကောင်လေးရဲ့ပြင်ဒီတိုင်းရတော့ညက်တော့ညက်တာကျွန်တော်ကတင်မှာဆက်နေရှင်ရဘုတော့တိတ်ပြီးတော့လောက်ချင်တယ်တော့မလောက်တော့ဖိုက်ပါတော့ကျွန်တော်အရင်ဆုံးဒီဟာလေးကိုတီးသွားကြတော့ကျွန်တော် grip ပေးခဲ့တဲ့အတိုင်းပဲကျွန်တော်ဒီဆိုင်ဝယ်ခဲ့တယ်ပြီးတော့ကျွန်တော်အဲ့ရဟိုစိုက်ခင်းကကျွန်တော်မရောင်းဆိုကျွန်တော်အမှအထုတ်လုပ်ခဲ့တယ်အမှတော်တော်ကြီးညက်တယ်နောက်နေ့ကျရင်ကျွန်တော်ခြားလုပ်ပြီးရှာလုပ်မှာပေါ့နော်ပြီးရင်အဲ့တကြီးရထောက်ဝယ်ပါမယ်အဲ့ဒီတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါမယ်အောင်မဲ့ channel ကို like နေပေးခဲ့ပါဦးကျွန်တော်ပြီးတော့အဲ့ရခိုးအဲ့ရတက်ကလာရ progress ရညို့လိုတောင်းရမယ်ဆိုရင်ဗီဒီယိုလေးတင်ပေးခဲ့ပါပြီ။ဒါကျွန်တော်အပိုင်း3ပေါ့နော်။ကဲပါအောင်မယ်။ Bye bye